包皮呀，包皮，这个包皮，有没？好的，这个喏，三，yes， 好嘅，这个包的，哇，踢包的，可以嘛？踢包的，好的，包的嘛，你叮啊，包的喏，好的，包跑到前面比較大，講會俾咩？好啦，好的。အားရကောင်းဝယ်ပေးပါလေ ဒီမှာထိပေါက်တာဖေးဒီမှာထိပေါက်တာ ထိပေါက်တာဘလောက်မပေါက်တာ 300ဖေး300 ဒီကကနားတူလေကနားတူလေဒီကောင်းစီနားရပေါက်တယ်ထောပြီဒီကောထောပြီဒီပေါက်စီကိုလေခါတိုင်းလာလိုက် ဘလို့ဖြစ်နေရတော့ကျမမအေးပဲကျမသိမ့်မယ်ဒီမှာသမီးအစစ်စစ်တော့သမီးမသိမ့်မယ်မသိမ့်ပါနဲ့ ဟောလေဘယ်လာလဲ ဘလူးသိမ်းမယ်မသိဒါသိမ်းထားလိုက်မယ်လေ မမ မလူကြရဲ့လေမလူကြရင်ဒီမှာခြေလက်မှာပြဲသွားလိုက်ပြီလေ ဒီပြောနားထောင်သိမ့်မယ်သမီးသိမ့်မယ်စနေတနုတွေထုတ်လို့လည်းမရဘူးအဲ့တော့လေထုတ်လို့အချိန်လေးအမေပဲသိမ့်တာပဲမင်းတို့မလို့သိမ့်နေလေဖြစ်တာလေဒီမှာမင်းသိမ့်ပြီတော့ကြတယ် ဒီအိမ်မှာငါအကြီးဆုံးငါပေးရမယ်ပေးပေးလို့ပြောတယ်လေပေးစမ်းမေရလဲကွာဘာဖြစ်လို့သူကဒီဘက်ကိုသူတယောက်တည်းတိန်းထားခြင်းအားလဲတကယ်ဆိုငါတို့တိန်းထားရမှာလေ အဲ့ဒါကိုပြောတာပေါ့ပြည့်စုံရဲ့အဖေအမေဖြစ်တယ်ကျမတို့ကတိမ့်ထားရမှာခုအမေကရှူသွားတယ် ပြည့်စုံငါတို့သားလေးလေသူထီပေါက်တာငါတို့မိဘနှစ်ယောက်ကခံစား권ပြည့်ရမှာလေငါတို့ပေးမှကြံတဲ့လူတွေကရမှာအခုမင်းမေလို့ဘောကသူတယောက်တည်းမောင်းပိုင်းစီးထားလို့ပဲ ရှင်ကလည်းအမေကိုအဲ့လိုတော့မပြောပါနဲ့မိကအသက်ပဲကြီးနေပြီကျမစိုးရိမ်တာလေအဲ့ထီလက်မက်ကိုအထားမပြီးတော့ပျောက်သွားမှာကိုစိုးရိမ်တာ အဲ့တော့မစိုးရိမ်နဲ့နော်မင်းမေကလေအဲ့လိုကိစ္စမျိုးဆိုဘယ်တော့မှအထားမမဘူးအေးငါကြောက်တာတခုရှိတယ်အဲ့ဟာလေပတ်စံတွေကိုထုတ်ပြီး तू ကမောင်းပိုင်းစီးထားမယ်ငါတို့ကသူ့ရှီကနေလက်ဝဲခံပြီးပြန်တော့မယ်အဲ့ကိစ္စကိုငါကြောက်တာ ရှင်ပြောလဲဟုတ်တယ်နော်ဒါပေမဲ့ပြည့်စုံကကျမတို့သားပဲကျမတို့စကားနားထောင်ပါပါဟိုဒီရပိုင်းသာသူလှုပ်ချင်တာမှန်သမျှသူဖြစ်ချင်တာမှန်သမျှကိုလေလိုက်ရောပြီးအကုန်လှုပ်ပေးလိုက်ဒါဆိုရင်အဲ့ဒီငွေတွေကကျမတို့လက်ထဲကိုရောက်လာမှာ ဟုတ်တယ်မင်းပြောတဲ့အတိုင်းလောက်ရမယ် အဲ့ဒီငွေတွေရလာလို့ရတော့လေလုပ်ငန်းတွေကိုတိုးချဲ့ပြီးအများကြီးလုပ်ပြမှာ ကြောက်ခီးတွေထွက်ချင်တာ ထားမှာပေါ့ကျမကုမ္ပဏီကိုလေဒီထက်ပိုပြီးကြီးကျယ်အောင်ကျမပို့ပြီးတော့စူးစမ်းအောင်မယ်နော် ခီးတွေထွက်ပြီးပြန်လာမှကုမ္ပဏီထောင်လေ ဘာဖြစ်နေရတော့ ဟုတ်လေခီးတွေထွက်ပြီးပြန်လာမှကုမ္ပဏီထောင်လေမရဘူးလား လိုက်ပြီးတော့တိုက်ခံပြောမနေနဲ့ကျမစိတ်ကူးရပြောနေမောင်လေးပြည့်စုံဘာလုပ်နေရလဲ အမလည်းဒီမှာကစားနေရမြင်တယ်လေဖိုင်လာမေးနေရတယ်အေကနာဟိုကိုရက်ရက်တွေကိုခိုးတောက်ပြီးတော့မူးနေရတာ ဟုတ်တာပဲမမလည်းဘာရှောက်မင်းနေမှမသိဘူးဟိုအရက်တွေလည်းခုံးမတောက်ထားပါဘူးမောင်လေးရဲ့အခုမမအလုပ်သွားရှောက်မလို့လေအဲ့ဒါမောင်လေးဘာမှစားချင်လဲလို့လာမေးရ အမတကယ်ပြောရလားဟိုတကယ်ရောဟိုဝယ်ကျွေးနိုင်ပါမလားတော်ကြဟိုတားစားနေတာတွေကိုပြောပြီးတော့မှဝယ်မကျွေးဘယ်လိုလုပ်မလဲ တကယ်ဝေကျွေးမှာပေါ့မောင်လေးရဲ့တကယ်ကိုဝေကျွေးမှာမောင်လေးကမအရန်ချစ်တာလေသိရမလားမောင်လေးက အဲ့ဆိုရင်တေချလိုက်မှတ်တားမာတာလွဲကုန်မှာဆိုလို့ အမဖုန်းထဲမှာမှတ်ထားလိုက်မယ်လေနော်ကဲရပြီပြောတော့ ပီဇာကိုပီဇာကိုလက် size နော် လက်ဆိုင်ပီဇာလက်ဆိုင် ပြီးတော့ဟိုကိုကာကိုလာပါဝယ်ခဲ့အောင် ကိုကာကိုလာဟုတ်ပြီ
အဲ့ဆိုမမအဲ့ဒါလေးဝယ်ခဲ့မယ်နော် အော်ခဏနေပါဦးဟိုမကြံသေးရဲ့တေချာလိုက်မှောခဏနေရော ကြံသေးတာလား อืม ဟုတ်ပြီ ဘာလဲမဝယ်မကြွေးချင်ဘူးလား မဟုတ်ပါဘူးမောင်လေးရဲ့မမဝယ်ကြွေးချင်ပါတယ်မောင်လေးစားလို့မကုန်ပါဆိုလို့ပါ အော်အဲ့ဒါတော့ကုန်ပါတယ်တနေ့ကုန်တဖြည်းဖြည်းနေစားလို့ရတယ်နော်ဟိုနောက်ဆက်နည်းနည်းပဲမှာတော့ပါပါ ဟုတ်ပြီ ကြက်ကြော်ဟုတ်တယ်ကြက်ကြော် ကြက်ကြောကြက် ကြက်ကြော်3တုံးနော်အချို့ တုံးတုံး อืม ကြက်တုံးတုံးနော် ပြီးတော့ဟိုချောကလက်တစ်တောက်မှာဝယ်ခဲ့ ချောကလက် อืมဟိုချိုကိုပိုင်းရောပဲ ချက်ကိုပိုင်းဟုတ်ပြီချက်ကိုပိုင်း ဒီလောက်ပါပဲဟိုဗာလေအစင်ပြေတော့လေဟိုပန်းလေးပါလေဝယ်ခဲ့ပေါ့ဟိုအချိုလေးပါလေတဲလို့ရအောင်လို့လေ ပန်းသေးရပါသေးရဟုတ်ပြီပန်းသေးအဲ့ဆိုမမဝယ်ခဲ့မယ်လीနော် မတားစားချင်တာရောဝယ်ကျွေးနိုင်ပါမလား ဝယ်ကျွေးနေတာဗောမောင်လေးရတကယ်ဝယ်ကျွေးမှာမမရဲ့မဖို့ရအကုန်ရေးကုန်ပါစီမောင်လေးစားချင်တာအားလုံးမမဝယ်ကျွေးမှာ ပြီးတာ ဒီအိမ်မှာမမနဲ့မောင်လေးအချစ်ဆုံးပဲလေမောင်လေးမမပတ်စံကလည်းမောင်လေးပတ်စံမောင်လေးပတ်စံကလည်းမမပတ်စံမဲမလားဒီအိမ်တစ်ခုလုံးမှာနားလည်မှုရှိဆုံးနဲ့အချစ်ဆုံးကတို့မောင်နှမနှစ်ယောက်တည်းပဲမလား ဒါပေါ့ ဘာလို့လဲဝင်ခဲ့လေရှင်းတယ်ညီလေးလို့လားမနှက်စာပါစားမယ်ကိုကြီးတော့ပြင်မယ်လေ မစားသေးပါဘူးနင်းညစားရများနေတာ အော်ဟုတ်လားဟိုပြည့်စုံညီလေးအကိုကြီးစကားလေးနည်းနည်းတော့ပြောလို့ရမလား ပြောလေကိုရဘာပြောမလို့လဲ ဒီလိုကညီလေးဟိုညီလေးထီပေါက်တဲ့ပတ်စံထုတ်ပြီးွားရင်ကိုကြီးတို့နှစ်ယောက်စီးပွားလေးလုပ်ကြမလားအဲ့ဒါလေးတိုင်မြင်နေလို့ ဟာကိုရဘာကြီးပြောညာလဲဒါကလေးပဲရှိသေးတယ်လေအဲ့စပွားကိစ္စဘယ်လိုနားနိုင်မှာလဲ အော်ဟုတ်သားပဲကွာကိုကြီးကပြောနေတာနည်းနည်းလေးလောပါလို့ဟိုဒီလိုကွာဟိုညီလေးထီပေါက်တဲ့ပတ်စံထုတ်ပြီးွားရင်ညီလေးနဲ့ကိုကြီးနဲ့နှစ်ယောက်ဆက်ပြီးတော့ကွာဘီယာဆိုင်လေးတစ်ဆိုင်ဖွင့်မလားမကောင်းလား ကောင်းပါဦးကိုရဘာလို့ဘီယာဆိုင်ဖွင့်ပါလဲဘီယာကိုရကြိုက်တာလေတားကြိုက်တာမှမဟုတ်လား အော်ညီလေးကလည်းအဲ့လိုလည်းမဟုတ်သေးဘူးလေကွာဒီလိုကွာအခုခေတ်ကဘီယာဆိုင်တွေကခက်စားတယ်မလားအဲ့ခါကျတော့ကိုကြီးတို့နှစ်ယောက်ပေါင်းပြီးဘီယာဆိုင်ဖွင့်မယ်ဆိုရင်ညက်တွေအများကြီးရအောင်အော်အဲ့ခါကျလို့ရှိရင်ငါညီလေးလိုချင်တဲ့ဟိုရုပ်တွေကြိုက်တဲ့လောက်ကွာအများကြီးဝယ်လို့ရတယ်ကွာဒီလားကိုကြီးနေချာစီစီမင်းပါဟာညီလေးနော် ကိုရတကယ်ဖွင့်ရှင်တာ တကယ်ဘောညီလေးလူလည်းနေသဘောတူတယ်မလား ဒီကနေ့သဘောမတူပါဘူးတန်းတူလို့ဆိုပါပဲ အော် အဲ့ဒါဆိုရင်စဉ်းစားပေးမယ် အကိုကြီးဆော့ပေးရပြီဗောအော်လူလေးပဲညီလေးကလည်းဆော့နေတာများကွာကြိုက်တာဆိုရတယ်ကိုကြီးဆော့ပေးမယ်နော် အော်အဲ့ဒါဘောလုံးသွားကံမယ်လေကိုရကိုဖန်အဲ့ဒါဆိုရင်ဒါစဉ်းစားပေးမယ် ရတယ်โอเคအဲ့ဆိုညီလေးဘောလုံးကံမှုတော့ကိုကြီးပြင်ဆင်ထားလိုက်မယ်ညီလေးမျက်နှာတိပြလိုက်ခဲ့နော်လောက်ကြကြည့်နော်ကတိတော့တရားမှာနော်တကယ်ပြရဆိုင်ဖွင့်ပြရမှာနော် အင်းပါစဉ်းစားပေးမယ်လို့ပြောရတယ်လေ အင်းပါတော့အဲ့ကိုကြီးတော့ပြင်ဆင်လိုက်ပါနော်မြင်လို့နော် ဖေချိုးပင်လိုက်လာခဲ့မယ်နော် ဘောလုံးဟောရပါရတယ်
ကိုရလဲဗျာဘာလုံးနေရလဲပြန့်ကန့်လေဒီဘက်ကိုကြားလိုက်တာ အော်ညီလေးရတယ်ကွာဟိုမင်းမမောသေးဘူးလားဒီမှာမိတ်ကန်ထားတဲ့ခြေထောက်တွေရောလက်တွေရောတထောင်တွေရောအခုဘိုက်တွေရောတခုမှရရမြည်လို့စုပ်ပြတ်တတ်နေပြီကွာခဏနားရအောင်နေပြီ မောပါဦးဗျာပြန့်ကန့်ဟာလေကိုရပါထိလို့နားနေရလားတခါထိရင်နော်တခါထိရင်ဘီယာတိုင်းဖွင့်ပိုးသေးချာမှာမင်းထား အေးပါကွာ လာပြန့်မယ်ဟာ အေးပါဦး ဟဲ့ဘာလို့ရတုံးတုံးနဲ့ကျိုးပဲကိုရင်ဒုက္ခဆော့တာ ဟိုဖာရပါတယ်အဖွားရမကြိုးဘူးဖွာဒီတော့တော့ခံနိုင်ရှိတယ်အေးစင်းပဲ နင်းကမပြောပါဘူးငါမီးကိုပြောတာငါမီးတစ်ခုဖြစ်မှာဆိုလို့တိတ်မဆော့ပါနဲ့ဘီလေးရေဘီလေးတစ်ခုဖြစ်ရင်ဖွာပဲစိတ်မကောင်းဖြစ်အောင် အဖွားလည်းတော့ဘလုံးဆော့ရှင်တာဘလုံးဆော့ရင်တော့ခင်းကဆော့မှာတော့ဖွာ ဂိမ်းဆော့မယ်အဲ့ဆိုရင်တော့အဖွားပတ်စံပေးရမှာပေါ့ဒါအချင်းမီးနေတဲ့ဒီအိုးဒီနေ့အဖွားပတ်စံထည့်တယ်ရောက် အဖွားတထောင်နဲ့လားကားလေဟိုဂိမ်းဆော့ပြီးမဟုတ်လိုက်သွားစားအောင်ပါဟိုတငယ်ချင်းတွေကိုလည်းခေါ်ပြီးတော့စားမှာအဲ့တော့မလောက်တော့ဘူးဖွာရဲ့ မလောက်ဘူး ဟုတ်တယ်ဒီတထောင်နဲ့တော့မလောက် ကဲထားပေးမယ်ဒါပေမဲ့အဖွားပြောခိုင်းတာကိုပြောပြီးမှပေးမှာပြောမလား ကျောင်းမှာပါဖွာရဲ့ ပြောမယ်နော်မီလီထီပေါက်တဲ့ပစံထုတ်ပြီးရင်အဖွားကိုပင်းပါလို့သုံးငါပြော ဒီဘောတဲ့ပတ်စံထုတ်ပြီးရင်အဖွားကိုပေးမှာဒီဘောတဲ့ပတ်စံထုတ်ပြီးရင်အဖွားကိုတာပေးမှာဒီဘောတဲ့ပတ်စံထုတ်ပြီးရင်တာအဖွားကိုပေးမှာ ဟေးဟုတ်ပြီရ အေးငါ့ရပြီအဖွားအဲ့တော့သွားကစားရမယ်နော် ရအပြည့်ညီလေးကိုကြီးလေးဆော့လာပြီနော် နေရလက်ကလေးကိုအနိုင်ကျင့်မနေနဲ့ အဖွာတန်ထမင်းချင်းမဟုတ်ဘူး ပျောက်ပြီမေအမေမေဘာဖြစ်တာလဲဘာပြောက်တာလဲ ဟိုကလေဟိုထီလည်းမပြောက်သွားတာတော့မဟုတ်ဘူးမလားအမေဟမ်မဟုတ်ဘူးမလား ဟုတ်တယ်ဒီလဲမပျောက်တာ ဟာသွားပါပြီလူလုံး အမေအထားမားသွားတာများလားယင်ဟိုတည်ချာရှာကြည့်ပါဦးမေရဲ့ဘယ်နာထားမိတာလဲလို့ မရှာပြီးပြီဘယ်နေရာမှမတွေ့ ဘာ ဘူး ဖြစ်လဲအမေဘာဖြစ်လဲဘာပြောက်သွားလို့လဲပြောက်သွားဆိုတန်ကြားတယ်ဘာပြောက်သွားလို့လဲ ကြောက်လို့ဆို ထီလည်းမပြောက်သွားပြီတဲ့ ဗျာ ဒီလမ်းမ ဟာသွားပါပြီဗျာ သွားပြီ ငါစီအဲ့တော့တော့မဆိုလို့ကွာခုခါမှာဆိုလို့တေးသေးချာချာနေရတော့တနေရာတည်းမထောက်ရွှေ့ပြီးထားတာပြီးရွှေ့တဲ့နေရာတွေအားလုံးလည်းငါမှတ်မိသလောက်ရှာပြီးပြီဘယ်နေရာမှမတွေ့ဘူးငါတော့သေးလိုက်ချင်တယ်သေတော့ အဖွာရေတကယ်ပြောက်သွားတော့ဟုတ်ရဲ့လား ကြောက်သွားတာပေါ့ရဲ့ သွားပါပြီဘွားရေအဲ့ဆိုတပ်ဘီယာဆိုင်ဖွင့်နေတဲ့အိမ်မက်လေးတော့သွားပြီဗော စိတ်ကူးရင်နာလဲစိတ်ကူးရင်နာနဲ့ပဲသုံးတော်ပြီးထွန်းရှိရေးစိတ်ရှော့ ချင်နေတယ်မာလာတိတ်ရလေကုမ္ပဏီဖွင့်မစားပဲနဲ့ဘေးရင်ဟောစားရတော့မှာ သွားပါပြီစိတ်ကိုရဲ့အိမ်မက်စက်ကထရီကောင်းချောလေးနဲ့တော့ဝေးပါပြီ ဟမ်ဘာပြောလဲ ဟုတ်ခံအောင်မဖိရင်ရှိမှာ ဒီလမ်းမှာကပြောရကြရဲ မင်းကလည်းစားမကောင်းတော်ပြီ မင်းကငါလည်းထမင်းစားနေတယ်မရှိတော့မစားတော့ဘူး
ငါလည်းတော့အောင် သမီးလည်းစားကြစိတ်မရှိလို့မင်းနှွဲလေသမီးစားပြီးပကံနေတင်းလိုက်တော့ ဒါလေဟိုထီပေါင်းလို့ရတဲ့ပတ်စံလေးတွေကိုစုပြီးတော့အယုတ်ဝင်မယ်လို့ဆုံးဖြတ်ထားတာအခုတော့ ဘောကလည်းညီလေးရဲ့စိတ်မကောင်းမဖြစ်ပါနဲ့ပျောက်သွားပြီဆိုမှတော့လေဘယ်တက်နိုင်မှာလဲဟိုဒါပေမဲ့ညီလေးအယုတ်တော့ကဘာမှမပူနဲ့အကိုကြီးဘီယာတောက်လို့မဲပေါက်တဲ့ခါကျရင်ညီလေးတို့အယုတ်ကိုဝယ်ပေးမယ်နော်စိတ်မကောင်းဖြစ်နဲ့စိတ်မကောင်းဖြစ်နဲ့နော်ညီနော် ဟိုဒါလေဟိုပျောက်သွားလို့မှာတဲ့ဟိုကိုကြီးကိုဘီယာဆိုင်မဖွင့်ပေးရတော့ဘူးဆိုပြီးတော့တွေးပြီးဝမ်းနေနေရပါ ငါညီလေးငါ့ကိုတီးတက်လိုက်တာကွာညီလေးအကိုကြီးတော့ဘာမှစိတ်မကောင်းမဖြစ်နဲ့နော်အကိုကြီးကဘီယာဆိုင်မဖွင့်ရင်လည်းဘာမှမဖြစ်ပါဘူးညီလေးရဲ့နော်ဟိုအကိုဘီယာလည်းမတောက်တော့ဘူးဘာဖြတ်လိုက်မယ်အကိစ္စစိတ်မကောင်းမဖြစ်နဲ့တော့နော်စိတ်လျှော့တာစိတ်လျှော့တာ ကုန်ပါပြီငါမမိုးလေးတော့ကုန်ပါပြီဒီပေါက်လို့ရှင်ပြန်ရမယ်လို့တွတ်ထားတာမခုတော့ ဟိုမပါလေဟိုတောက်မိုးကျွေးလိုက်ရလို့နှမျောနေရလားဟိုဒါလည်းလေဟိုပတ်စံထုတ်ပြီးရင်မအများကြီးပေးမယ်လို့ရွေရတာပါဟိုအခုတော့ဒါလည်းဘယ်တက်နေပါ့မလဲ အေးလေညီမလေးရတယ်စင်ကောင်းဖြစ်နေညီ ငါမောင်လေးဝယ်ကြည့်လိုက်ရတာပဲဟိုမမဘာလို့နှမျိုးရမှာလဲစိတ်မကောင်းဖြစ်နေနော် မတကယ်ပြောရလား တကယ်တော့မောင်လေးရဲ့စိတ်မကောင်းဖြစ်နေတော့နော် ဒါဆိုတော့သွားဆောက်ရမယ်နော် 来，啊，肉多呢，你搞。သိန်း900 ဆက်စားရလားဟိုကလေအမေထီလက်မကို သိန်း900 ခိုးလေးပူနေရပဲဖြစ်သေးပါဦးကိုထွန်းရှိန်ရေဒီုံမြင်လာပါဦးကိုထွန်းရှိန်ဟုတ်တော့ကိုထွန်းရှိန်မြင်လာခဲ့ ဟေးဒါပြီဘာဖြစ်လို့လဲမင်းမဟိုဒီလည်းပြန်တွေ့ပြီလားဟဲ့ ရှင်ကလည်းအရေးနဲ့အဲ့ဒါကိုပဲစဉ်းစားနေဒီမှာအမေကိုရီပူနေတယ် ဟာဘာကိုလေးဘူးနေ ဟုတ်တယ် ဟာလက်ပြားတွေလည်းအင်းနေတာပဲ ဟုတ်တယ်အဲ့ဒါဆရာဝန်မြန်သွားခေါ်စမ်းပါ စမ်းခေါ်မယ်အော်အေးဟုတ်သားပဲဟိုယောက်ျားဟုတ်တယ်ခေါ်လိုက်မယ်လေ အော်မြန်သွားပါဘာလုပ်နေရလဲ အေးပါအခုသွားပြီသွား ဆရာဝန်မြန်လာဖို့လည်းပြောင်းနော် အေးပါ လောရစိတ်ကုန်ပါတော့ ပြန်တွေ့ပြီပြောပြန်တွေ့ပြီခြေလက်ငါပြန်တွေ့ပြီ ပြန်တွေ့ပြီဒီလည်းပြန်တွေ့တကယ်ပြောတာ ဟဲ့ဟုတ်ပြီ
ကျန်ဒီမှာအဖွားဒီမှာခြေလက်မ ဟာအဖေကိုလည်းပြပါဦးဖေကိုလည်းပြပါ တော်သေးတာဗောဒါဖျားမှာတော့ဖျားမှာအုပ်စိတ်ရင်းမှန်လို့ပြန်တွေ့တာ ဟုတ်တယ်တော်ရဲ့အဖေတို့ကလေဒီလက်ပဲပြောတော့အကုန်လုံးစိတ်ညစ်နေတာအခုပြန်ပြီးတော့ပြောစရာကြီးတပိတော့ပြောရပြီ yes ဒါပဲညီလေးကိုကြီးဘီယာတိုင်းဖွင့်လို့ရပြီနော်ဒီကလေးညီလေးထီလည်းမပြောင်းကိုကြီးတင်ထားပြီ ဟောကိုကြီးအမြဲမူးနေတာကိုကြီးတိတ်ထားရင်ပျောက်သွားမှာဗောဟိုမမပဲတိတ်ထားပေးမယ်နော်ဟိုမောင်လေးပတ်စံမမပတ်စံမောင်လေးပတ်စံပဲလေနော် ဒီမှာဘသူပဲဘလို့ပဲဖြစ်ဖြစ်အမေကအမေပဲလေအဲ့တော့အမေပဲသိမ့်မယ် ပြီဘယ်နေရပြန်တွေ့တာတော့အဖွားအခါထဲမှာရှာတာခေါင်းကိုမိုးနေတာပဲ မတွေ့ဆိုဒါလေအကုန်လုံးပြောစရာကောင်းတော့ဒါစတာဟိုခြေလက်မတွေကိုဒါဖွက်ထားလိုက်တာဘယ်လိုလဲပြောစရာကောင်းတယ်မလားဖွာ အေးနမီရဲ့ ဟာဒီလက်ပဲပြော လေးသိရောလား ဒီလေချစ်လေးရလဲကွာနောက်ခါတော့အဲ့လိုမျိုးစားပါလေကွာဒါတကယ်လုံးနှလုံးရောဂါတွေရကုန်မှာဝညီလေးရတယ် ဘွားလေးပြားဖြားသွားရဲ့တိလား နောက်တော့ကလေးလေး ဒီကနောက်ဖြားသွားတာ ဒီလိုမျိုးတွေမနောက်ရအောင်တားရဲ့လူကြီးတွေနှလုံးယောဂရရင်တားပဲငရေကြီးမှာ ဟုတ်ပါဘူးမလုပ်နဲ့နော် အကုန်လုံးကိုနောက်ချက်သတင်းကောင်းတစ်ခုပြောစရာရှိရဲ့ ဟာဒီလေ ဒါမြန် ဟောတာဒီလေးကောင်းနေမိမကြီးပြောသားပြော နည်းနည်းလေးပဲလွယ်နေတယ်နည်းနည်းလေးပဲလွယ်နေတယ်အချိန်လေးပဲလွယ်နေတယ်အချိန်လေးပဲလွယ် တာခဏလေးနေပါဦးအဖေနားမလဲဘူးနော်နည်းနည်းလေးပဲလွဲနေတယ်အချိန်လေးပဲလွဲနေတယ်တားပြောတဲ့စကားကလေဟိုလှုပ်ဝက်စမ်းကျဲကားကိုကြည်နေရလို့ပဲအံဟောစရာကြီးပြောဖေတို့တပိသားပြောပါ အချိန်လေးပဲလွယ်နေတယ်အချိန်လေး ဟာဘယ်အချိန်လေး မဟုတ်ဟေး အချိန်လေးပဲ အချိန်မမဒီပေါက်စရာ30အချိန်ရဒီလက်ဘက်က30ပဲချိန်ရ30ပြပါလို့လဲပြီးတော့ပြီးခဲ့တော့ဒီကတော့ရှင်းတော့မရောပဲ တော့ဒီကတော့ငါရိုက်ပြီမလေးငါရမလို့ ဟာချိန်ပါလို့ဒီ တော့တဲ့ဆိုငါတော့ဒီနေရာနဲ့တက်ထွက်တော့မှာ နေငါအမေကိုလည်းစိတ်ကြောက်လို့တယ်ဘယ်ကတော့တော့လို့ညာစားရကောင်တွေ့မယ်နေ ဟာလေအင်မဒီကိုပြစ်ပါ သင်ငါရတော့ပါ လွဲနေတယ်ချိန်ပဲလွဲနေတယ်ပြောအောင်စတယ်ပြောအောင်စတယ်ဒီလို အဖေရအဲ့ကောင် ရိုက်ပါမယ်မင်းကြီးက ရိုက် လာကြရဒီချိန်လာကြရဒီချိန် တောက်တော့အမတီးကုန်ပြီပြပြတောက်လေ ဆက်တာလည်းပါတယ် ကဲကြတော့ ဘာဖြစ်လဲလီလီဆက်ပြောလေ ပြဿနာတက်လိုက်မယ်ဟိုမင်းကပါသိလို့ရှိရင်လေကိုကြီးကိုအရှင်ထားမှာမဟုတ်ဘူးပြီးတော့လေညီမလေးကိုလေညီမလေးလို့ပြသားခေါ်လို့မရအောင်လေသွားဆက်နှစ်ချောင်းရိုက်ချိုးခံမှာသေချာတယ်ညီမလေးရဲ့နော်လို့ ဟော ရောက်ရဲ့အိမ်လေးတောက်လျှောက်လွဲတွေကတော့ပြောက်တော့ပဲဒီဘွာသားအမိတွေအားရှိရင်ညီအိမ်တောင်းတဲ့ကနာညီနေပြီဘွာပြောတဲ့ကနာရောနာလေလားဘွာရဲ့မာတော့မာတယ်မလားဦးလေးပဲထားပဲနေတော့ဦးကထားဦးလေးပဲထားပဲနေတော့ဦးကထားလူချင်းပဲအောင်အိမ်မေးတူလာပါဦးလေးပဲထားပဲနေတော့ဦးကထားဟောချင်းမပြောချင်းပေါ်တင်ပဲရောဝေးထော်တော့ကန်လန်don't talk about ပြောလိုက်ရင် don't talk about ပြောလိုက်ရင် don't talk about 他被这个班长唱跳了，这没有看到啊！比慢点就。用手机弄比个怎么样？比吧谁弄？谁报高官嘛有谁嘞？是吧你哦？这是嘛你们要记得你哟。用什么道路讲姑姑说？比吧你哟。干比有呗，到底那么。超他妈的娘的！